မဟုတ်လေအားလုံးပစ္စည်းကဘယ်နှမျိုးလဲလိတ်က အားလုံးပေါင်း2မျိုးကိုမှသုံးတယ် 2မျိုးကို3တယ်2000ရှော့ပေးလိုက်နော် ဟုတ်မလေး2000ရှော့ပေးမယ်နော်ခုနကပြပဲပေးနော်ဒီမှာလေသူသွားတာ ကဲစားမယ်တရက်တီငပိနဲ့တောက်ထားတာသမီးဗီဒီယိုရိုက်နေလို့တန်နေဝင်ဩအရှိမရိုက်နေပါတယ်ဆိုမှစိတ်ညစ်တယ်နော်တကယ်ပဲအရှိမလုံးလို့မရလားသမီးတို့ဒီမှာအမအတန်နေပါမှာဆိုလို့ဒါကဝီတို့ဒီမော်လမြိုင်ဈေးတွေကဥတတိအချင်းမှာဥတတိဆိုလို့ရှိရင်တော်တော်သိကြရတယ်ပေါ့နော်မော်လမြိုင်ဈေးကျိုနာမှာရောင်းတဲ့အချင်းမှာဒါကတရက်တီကိုငပိနဲ့ရှယ်တုတ်ထားတာပါရှင်အဆက်တော့ရှော့ခိုင်းတာလားဝီအဆက်သိမစားနိုင်လို့ဒါကကြတော့ဒီမှာသူကဒီမှာစားလေးကိုတက်ပေးထားတယ်ပေါ့နော်ပြီးတော့သူကဘာတွေပါမလဲဆိုရင်တက်မြာသီးပါမယ်တက်မြာသီးရယ်ပြီးတော့တရက်တီရယ်နက်နက်တီရယ်ပေါ့နော်ဒါ3မျိုးရောတုတ်ထားတာပေါ့နော်သူကတော့ငပိမပါဘူးသူ့ရဲ့ဒီဟိုဟာအရသာလေးနေပေါ့နော်သူဆက်ထားတဲ့အချင်းလေးနဲ့ဒါကတော့ငပိနဲ့ရှယ်တုတ်ထားတာကဲစားကြည့်မယ်အရင်ဆုံးဒီဟာလေးစားကြည့်မယ်ပေါ့နော်ခါတိုင်းဆိုလို့ရှိရင်ဝိလေရှောက်တီတုတ်ပါစားတယ်ရှောက်တီတုတ်ငပိနဲ့အရန်ဆက်လို့ပြီးတော့ဒီခါကအခုဝယ်ခဲ့တာကုန်နေပြီဆိုလို့ရှိတဲ့ဟာလေးပဲဝယ်ခဲ့လိုက်တယ်ပေါ့နော်တရက်တီစားမယ် तू ကလေပစုံကြောက်တေးလေးလည်းပါလားမသိဘူးတိလားအောင်ညအပိနဲ့တောက်တာရတာရှိတယ်ပစုံကြောက်တေးလေးလည်းပါတယ်တေးငါပိတော့ပေါ့နော်ဒါတော့ဒါရိုးအချင်ပေါင်းပေါ့ရိုးအချင်ပေါင်းမတမြာသည်ဒီတိုင်းစားကြည့်အောင်မယ်အရန်ချင်တော့မှသူ့ရဲ့အမှုန့်လေးနဲ့စားမယ်အရန်မချင်မိုက်တယ်ဟောဒီတစ်ခါတော့အဆက်မုန့်လေးနဲ့စားကြည့်မယ်ပေါ့နော်အဆက်မုန့်သူ့ရဲ့ချင်းမုန့်လေးနဲ့ဝီတို့မန္တလေးမှာဆိုလို့ရှိရင်မဖတ်တီမှာပေါ့မော်လမြိုင်မှာဆိုလို့ရှိရင်เนาะဒီစားဘူးသမျှထဲမှာဝီတို့ဒီဈေးကျော်ကဥတတိအချိန်မှာအရန်စားကောင်းပါတယ်ဈေးကျော်လာဝကရုံရှိမှာညနေပိုင်းလောက်ဆိုလို့ရှိရင်ထွက်ပြီပေါ့နော်ည8နာရီလောက်ထိဆိုတော့ရှိတယ်ဒါတော့နည်းနည်းတီးသူ့သက်များတရားလုံးဝမချင်ဘူးအဲ့လိုမျိုးစစ်စစ်ချိုလေးနဲ့စားကောင်းတယ်အရင်ချင်စုံနေရမျိုးမဟုတ်ဘူးမအေးကောင်းတယ်ကြိုက်တယ်ဒီနဲ့ကောင်းမပြီးနဲ့ခါတိုင်းမှာဟိုရှောက်တီပဲစားဘူးကလေဟုတ်တယ်သူ့စီကလက်ရမ
ပိနဲ့လည်းမစိုး သူ့လက်ရံပုံကောင်မပိနဲ့ပုံကောင်